ရှိမှာပေါ့ရအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ရှင်းပြရေးရစီမယ်နော်ကျွန်တော်ဆုံးဒီစုပ်ကိုပြင်ပြနေတာတော့ငါရဲ့အချင်းလုံးကြီးရတယ်